ဒီနေ့ UFC weight 10နေအကြောင်းပြောပါမယ်။ UFC Man Division မှာ weight 10 8 ခုရှိပါတယ်။အသေးဆုံး weight 10က125ပေါင်တန်း flyweight ဖြစ်ပြီးတော့အခုလောဆယ် champion ကတော့ Pantoja ဖြစ်ပါတယ်။လာမယ့်နိုဝင်ဘာမှာ Joshua Van နဲ့ champion ခပတ်လူပွဲထွက်တော့မှာဖြစ်ပါတယ်။ flyweight ပြီးသွားရင်တော့ bantamweight ဖြစ်တဲ့ Merab Dvalishvili အခုလောဆယ် champion ဖြစ်နေတဲ့ weight ပါ135ပေါင်တန်းပါ။အခုလောဆယ်135ပေါင်တန်းမှာ Merab ကတော်တော်များများကိုထိုးတက်ပြီးတော့အနိုင်ယူသွားပြီးပြီဖြစ်ပါတယ်။ကျွန်တော်အထင်တော့သူက featherweight ကိုတက်ပြီးတော့ Volkanovski ကိုစိန်ခေါ်နိုင်ရည်ရှိပါတယ်။ featherweight တန်းကတော့145ပေါင်တန်းဖြစ်ပြီးတော့အခုလောဆယ် Volkanovski champion ဖြစ်ထားတဲ့ weight တန်းပါ။ Volkanovski လည်းအဲ့အတိုင်းပဲသူ့မှာထိုးရလူအများကြီးမကျန်တော့ဘူး။ဒါမဲ့သူ့ရဲ့ long time contender ဖြစ်တဲ့ Movsar Evloev တော့ရှိသေးတယ်။အခုတော့အဲ့အတန်ထွက်နေတယ်။ဘယ်လိုဆက်လာမလဲတော့သတင်းဆက်ပြီးတော့စောင့်ကြည့်ရမယ်။ပြီးရင်တော့ lightweight ဖြစ်တဲ့155ပေါင်တန်းအခုလောဆယ် Ilia Topuria champion ဖြစ်နေတယ်။ပေါင်4ပေါင်နဲ့ Ilia Topuria ပါပဲ။ပြီးရင်တော့180တန်း welterweight အခုလောဆယ် Jack Della Maddalena က champion ဖြစ်ထားတယ်။ Islam Makhachev နဲ့နိုဝင်ဘာမှာခပတ်ပွဲလုပါမယ်။ပြီးရင်တော့ middleweight ဖြစ်တဲ့185ပေါင်တန်း Khamzat Chimaev champion ဖြစ်နေပါတယ်။ပြီးရင်တော့လောလောလတ်မှာ champion ခပတ်ကိုပြန်ရထားတဲ့ light heavyweight တန်း205ပေါင်တန်း Alex Pereira champion ပါ။ပြီးရင်တော့ heavyweight တန်းဖြစ်တဲ့265ပေါင်တန်း Tom Aspinall champion ပါ။ဂျားထဲမှာထိုးမဲ့လူမရှိပါဘူး။အခုလောဆယ်တော့ UFC 321မှာ gain နဲ့ထိုးတက်သွားမှာဖြစ်ပါတယ်။ကျွန်တော်ပြသွားတဲ့ weight တွေကတရားဝင် weight ဝင်ရတဲ့ weight တွေဖြစ်ပါတယ်။ဒါမဲ့အဲ့ weight ထက်နည်းနည်းတစ်ပေါင်နှစ်ပေါင်ရောလို့ရတယ်။ဒါပေမဲ့တော်တော်များများကတော့ weight ပိုတာများပါတယ်။ weight ပိုရင်တော့ fine ကောက်ရင်ကောက်မကောက်ရင်တိုင်ဘက်ဘက်ကနေတိုင်ဘက်ဘက်ကို20% 30% ပုံမူတည်ပြီးတော့စာချုပ်ပုံမူတည်ပြီးတော့ကျော်ရပါတယ်။တကယ်လို့ title fight တွေဆိုရင် champion ကပတ်လူပွဲတွေဆိုရင် disqualify ဖြစ်တာလည်းရှိပါတယ်။ပွဲပဲခံရတာတွေ disqualify ဖြစ်တာတွေ weight အမြဲတမ်းမဝင်နေရင် UFC ကထုတ်ခံရတာရှိနိုင်ပါတယ်။ official weight တွေ24နာရီအတွင်း weight ချိန်ပြီးသွားတာနဲ့သူတို့ကပုံမှန် weight ကိုပြန်ရောက်ပါပြီ။ဘာလို့လဲဆိုတော့သူတို့ရေပြန်တောက်မယ်အစားပြန်စားမယ်။သူတို့ပွဲထဲရောက်သွားရင်သူတို့ရဲ့ normal ရှိတဲ့ weight ကိုပြန်ရောက်ပါပြီ။တချို့တွေကတော့20% လောက်ထိတော်တော်များများ weight ပြန်တက်သွားပါတယ်။အဲ့ချိန်ကျရင်တော့ဘာမှတော့မဖြစ်ဘူး။ဒါမဲ့ဆော့တာတွေကြက်ခိုင်မှုတွေကွာသွားမယ်လို့တော့ကျွန်တော်ထင်ပါတယ်။ပိုလေးသွားပါမယ်။ weight ပိုလျှော့ထားတဲ့ကောင်ကပိုပြီးတော့ physically strong ဖြစ်မယ်။အဲ့ဒါလည်းရှိပါတယ်